welcome back အားလုံးပဲမင်္ဂလာပါရှင်စားကို salt အဲ့ဒါကို y လေးပါလိုက်ရင် salty ဆိုငံတော်ဆိုတဲ့အဓိပ္ပာယ်ရတယ် s a l t y salty ငံတော်နောက်တစ်ခုအနေနဲ့ဆိုရင်စားနဲ့ထားတော်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ဥပမာ salty food ငံတဲ့အစားအသောက်တွေ salty fish ငါစနေအသီးရွက်ပဲဖြစ်ဖြစ်အသားငါးပဲဖြစ်ဖြစ်မပုတ်မတိုးအောင်စားနေထားတာကို salty fish မငါစနေပေါ့ကျမတို့စားလက်တစ်စိတ်လောက်ဆိုရင်တော့ a pinch of salt စားကပုံမှန်အဖြစ်ရေးလို့မရဘူးဒါပေမဲ့သူ့ကိုနည်းနည်းလောက်စပီးလောက်လို့ပြောချင်တဲ့ခါကျရင် pinch နဲ့သုံးလို့ရတယ် a pinch of salt စားလက်တစ်စိတ်လောက်စားနည်းနည်းလောက်လို့ပြောတာမင်းရဲ့ဟင်းကစားပေါ့နေတယ်အဲ့လိုစားပေါ့တာကို English လို့အဲ့လိုစားပေါ့တာကို lack နဲ့သုံးလို့ရတယ် lack lack okay မင်းရဲ့ဟင်းကစားပေါ့နေရဆိုရင် your curry lacks salt your curry lacks salt မင်းရဲ့စားတစ်စိမ့်လောက်ထည့်လိုက်ပါလား please add a pinch of salt please add a pinch of salt okay မင်းငံနဲ့အစားအသောက်တွေကိုစားတာရှောင်ပြစ်မယ်အဲ့လိုရှောင်ရှားတာကို avoid avoid ရှောင်ရှားသည်you should avoid eating salty food you should avoid eating salty food okay so let's recap the vocabulary salt salty ငံတော် salty food ငံနဲ့အစားအသောက်တွေ salty fish ငါစနေ a pinch of salt စားလက်တစ်စိမ့် thanks for watching